has increased to 10. 9 of the fatalities were at the site of the collapsed high-rise under construction near Bangkok's Chatuchak market, while 78 people are still unaccounted for. Even so, the search operation continues on the third day for survivors trapped in debris of the collapsed 30-story skyscraper. Meanwhile, Brian has also spoken to some Myanmar nationals on the ground in Chatuchak whose loved ones are trapped in debris. Let's listen into his conversation with them. So he is here for 4 years, and he came from the Myanmar, and he worked here in the construction site. ပြီးတော့အခုအဲ့ဖြစ်တဲ့နေရာအကြောင်းနဲ့ပြောပြပါလား နေရာအကြောင်းကျွန်တော်ထွေးသားပြီးတော့နေ့လည်းပြစင်းနေချင်းနေ့လည်းပြစင်းနေချင်းကျွန်တော်တို့အလုပ်ဝင်ပေါ့ဒီဟိုလေနလန်းတင်တဲ့ဟာကိုပြန်ပြီးတော့ကြားတွေပြန်ပြီးတော့အသားကြားတွေပြန်ခင်းပေးတာပေါ့အပေါ်ကဖုံးချိုးတဲ့လူတွေမြကြီးကအောက်ကိုမကြောက်အောက်ထပ်မှာတခါရှိသေးတယ်လေအောက်ထပ်အောက်ကိုမကြောက်တော့အပေါ်နေပြီးတော့ခင်းပေးတဲ့အချိန်မှာငင်းလှုပ်တာကျွန်တော်ကငင်းလှုပ်တယ်တော့မသိဘူးကိုယ့်ကိုနေပေါ်တဲ့အသွေးအောင်နေတော့ဘူးရထင်သွားကြတာဘယ်ဟုတ်မလဲကျွန်တော်တို့ဟိုဘက်ထိုက်ကိုလည်း34တဲ့ဒီလည်းကြည့်ပေါ့ခံနေပွားကြလာတော့မြေပြုံဆိုပြီးတော့ငင်းလှုပ်တယ်ဆိုပြီးတော့ကျွန်တော်တို့ပြေးတာပေါ့ဟိုမိမအောက်တက်ကနေကန်ရှင်းလို့ဟိုသူကဆက်နေတစ်ချက်သေးတာနဲ့သူတို့ကဟိုလည်းအထက်ကိုရောက်ပြီးသားနေအောက်တက်ကိုရောက်ပြီးတော့ကားလေးကနေသူရောက်ပြီးတော့ရှေ့မှာကန်ရှင်းလုပ်ပြီးရှိသေးတယ်သူတို့ကမရတော့ဆိုပုံပြေးတာတော့မိဘတွေလည်းရှိတာပေါ့အားကြီးရောသူကအတူတူမြောက်ကိုပြေးလာတဲ့အချိန်မှာတယောက်ကလွတ်သွားတယ်သူကဘယ်လိုလဲဆိုတော့သူကထမင်းကြီးကိုပြန်ယူနေတယ်နှစ်ထပ်မှာပဲထမင်းကြီးအောင်တစ်ထပ်မှာရှိတစ်ထပ်မှာတစ်ထပ်ကနေပြီးတော့သူကမလွတ်တော့ထမင်းကြီးပြန်ယူလိုက်တဲ့အတွက်မလွတ်တော့ကားပါကိန်းနဲ့တွန်းလာတာအဲ့ဒီမှာမရဘူးတယောက်ကလွတ်တယ်နှစ်ထပ်မှာပေါ့အဲ့တစ်ထပ်လေကျွန်တော်ထင်တာတစ်ထပ်အမျိုးသမီးရဲ့တစ်ထပ်မှာတစ်ထပ်ပါကျွန်တော်ဘာသာလေးပြန်လိုက်မယ်နော် Okay, on that day I just had my lunch and I am about to doing the decoration on the floor. After that, I'm having dizziness feeling, and when I checked the other buildings from this building, and I saw some glass are collapsing at the other buildings. And at the time, my wife is at the 6th floor, and she is about to go to the first floor to get her lunchbox. So yeah, at that time I lost her, but I luckily escaped from this building at the time. So အခုမိမရဲ့အခြေအနေကဘယ်လိုရှိလဲမိမအခြေအနေဘယ်လိုရှိလဲဆိုတော့ကျွန်တော်တို့ရောမှာရွာလူတွေပြည်နေရည်နှမ်းမိတာတော့အောက်ထပ်မှာတော့ရှိတယ်လေသူကနိုးတိကပုံစံမျိုးကိုပိတ်မိတာသူကအဲ့ဒါများတူခေါ်နိုင်တယ်ဒီဘက်ကဖြေတဲ့ဒီဘက်ကရှာနေတဲ့လူတွေကရောဘာပြောလဲကိုအဲ့လိုမျိုးရှားလူကတော့ကျွန်တော်တို့အောင်းနေ I still don't get any information about my wife, but when I check with the astrologer from my village back to the Myanmar, the astrologer said she is still alive and she's inside of the building. She's trapped. That's what I got the information. Do you guys have any questions? Just how hopeful is he then? Okay, so ako အမျိုးသမီးလွတ်မြောက်လာဖို့ပေါ့နော်ဘယ်လောက်ထိအခုမျှော်လင့်ချက်ရှိလဲအခုအသက်ရှင်နေသေးတယ်ထင်လားပေါ့ထင်တယ်ပြောဝင်ရတယ်ထင်တယ်အခုကိုယ်တိုင်မျှော်လင့်ချက်ကရောကျွန်တော်ပို့တော့မယ်ထင်တယ်အသက်ကြီးတင်ရဆိုပို့တော့ဝင်တော့ I have instinct that my wife is still alive, and I'm really having a big high hope for that. Well, we have been covering from NewsX. Now we also joined with few people whose friends are also stuck. My very first question to you would be, what is the situation and who is stuck? If you can explain it to him. So ဒီမှာအခုဘယ်သူဘာဖြစ်နေလဲပေါ့ဒီနေ့ဘာကြောင့်ရောက်နေလဲပေါ့အဲ့ဒီဟာပါခုနမေးမိကုန်ကျွန်တော်ကိုတယောက်မှထဲမှာပါလာကြည့်ရတာ One of my friend is stuck here. I saw the news. I saw on the social media, so that's the reason I'm here today. And if you can ask what is the situation now? Did they get any news about if he's being rescued or what is it? From how long he's been waiting? So the အထဲမှာရှိနေတဲ့အကူကအထဲမှာဟိုပိတ်မိနေတယ်ဘယ်နှစ်နာရီလောက်ရှိနိုင်ပြီလဲပြီးတော့သူ့ရဲ့အဲ့လိုမျိုးဘာကြားသေးလဲပေါ့သူ့ကြောင့်ဘာမှမကြားပိတ်မိတာတော့ခု3ရက်ပေါ့3ရက်ဖြစ်သွား It is 3 days already, and I still don't have any update about him. I'm still waiting. And where are they from? Where is his friend from? If you can tell our viewers as well. တကယ်ချင်းရောပဲစားကြည့်လေဒီအကူကဟိုပဲ
It's a Bago region. Bago is next to the Yangon. Okay. So are they from Myanmar, Burma, or Thailand itself? They are from Okay. Myanmar. So what is the situation? Do they have their family members in Myanmar? How are they? Can they talk to them? Is there communication possible? မြန်မာမှာအော်လောလောဆယ်အဲ့လိုဘာတွေဖြစ်နေလဲပေါ့နော်ပြီးတော့မိသားစုကိုဆက်သွယ်လုပ်လို့ရလားပေါ့ လုံးလို့ရတယ်တော့ညာလည်းတော့ဆိုးနေတာပဲဒီတက်တောင်ဆိုးတယ်လို့ပြောရမှာဒါကတော့တစ်ခုတည်းကြာတယ်ငါတော့နေအနှံ့လို့ပြောရမှာ I still can contact with my family because they are not in the impact region but he said the Myanmar situation is really worse than here in here it's just one building in Myanmar it's a lot of regions a lot of places. And last question, Myanmar has been getting a lot of international support from India as well, from US. What does he have to say about that? What's the last part you said? What does he have to say about that? Oh, okay. So ခုနမိကုန်းပါပဲမြန်မာကလောလောဆယ်မှာနိုင်ငံအကူအညီလဲတော့တောင်းနေတယ်ပေါ့နော်ဒီ US ဆို India တော့တောင်းနေတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်လဲ ကျွန်တော်တို့ဘွားကိုညီပေးနိုင်နေကိုကောင်းနေပေါ့ ကူညီပေးနေခြင်းတွေပေါ့ကျွန်တော်တို့အခုလိုနိုင်ငံရေးမကောင်းနေတဲ့အချိန်မှာနိုင်ငံမကောင်းနေတဲ့အချိန်မှာကျွန်တော်အဲ့ဒီစစ်တပ်ကိုလည်းအာမကိုခြင်းဒါပေမဲ့ပြည်သူတွေကိုဘုံဘုံရှင်းပြစေခြင်းတယ်ဒါပေမဲ့ကိုယ်ကတမန်လားလုံနေရပြီကိုယ်လည်းနိုင်ငံရေးကြောင့်ပဲကိုယ်ပြီးဝေးရကိုမပြတ်နိုင်ဘူး So yeah, we really want the international support, and we really want the other countries to help Myanmar. And we don't really rely on the Myanmar military. We don't really want to depend on the Myanmar military because we are very suffering already. Thank you so much. Thank you. So yes, viewers, you heard exclusive conversations of people who were, whose friends were stuck there, and himself were from